နိုင်ငံရဲ့ခြားကအခန်းကျင်းလေးထဲမှာပဲဖြစ်ဖြစ်မြို့ပြရဲ့အခန်းတောင်လေးမှာပဲဖြစ်ဖြစ်စစ်ဖြစ်နေတဲ့ဒေသရဲ့အိမ်ငယ်လေးမှာပဲဖြစ်ဖြစ်ညနဲ့လာရင်ငါတို့အားလုံးတူညီတဲ့ယောဂတစ်ခုကိုအတူတူခံစားကြရတယ်အဲ့ဒါအိမ်လွမ်းတာပဲဘတ်စဘုတ်ကင်ပြီးလေရင်စီးသွားရသူလဲအမိမြေကအိမ်ကိုလွမ်းတာပဲလိုင်းကားစီးပြီးမြို့ပြကိုတက်လာရသူလဲကိုယ်စာတိကအိမ်ကလေးကိုလွမ်းတာပဲစစ်ဖြစ်နေတဲ့အရက်ကိုရောက်နေသူတွေလဲအဝေးကအိမ်လေးကိုလွမ်းရတယ်လို့စစ်ဖြစ်နေလို့ထားခဲ့ရတဲ့အိမ်ကလေးကိုလဲအဝေးရောက်နေသူတွေလွမ်းကြမှာပဲဖုန်းလိုင်းတွေမကောင်းတဲ့ကြားကအစင်ပြေရဲ့လားလို့လှမ်းမေးရတဲ့တောကဟာပြည်တွင်းပြည်ပခွဲခြားမထားပါဘူးညဘက်ဆိုတယောက်တည်းထမင်းချက်ရင်အစင်နဲ့လက်ဆေးစားဘူးတဲ့ထမင်းဟင်းပူလေးကိုသတိရတယ်နေမကောင်းလို့ကိုပူလာတဲ့အခါအနားမှာဘယ်သူမှမရှိပဲကိုနာဖျားမှုကိုယ်တိုင်ထွေးပွေးရတဲ့အခါမိသားစုရဲ့အကာအကွယ်ကိုပို့ပြီးတောင်းတမိတယ်ဒီခေတ်ပြက်ကြီးထဲမှာအိမ်ဆိုတာတစ်သားအိမ်လေးသို့မဟုတ်တစ်ထပ်တိုက်လေးကိုရည်ရွယ်ရုံမဟုတ်တော့ပါဘူးအိမ်ဆိုတာငါတို့ရဲ့စိတ်တရားတွေကိုအခမဲ့ဆေးထည့်ပေးတဲ့ဆေးပေးကံလောကရန်နေပူရှိန်အောက်ကအမိုးအကာပြီးတော့အဖေနဲ့အမေရဲ့အပြုံးမပွင့်ရမည်ဘေးကင်းလုံခြုံတဲ့အရာခေါင်းပြအောင်အိတ်လို့ရတဲ့ညီဦးရန်တွေလို့ဆိုရပါမယ်အိမ်တကားဝမှာငါပြန်လာရင်အမိတုတ်တုတ်လေးလှုပ်ပြီးစီးကြူတတ်တဲ့အိမ်ကခွေးညိုလေးခြေသလုံးကိုပူတိပုတ်သက်လှုပ်တတ်တဲ့ကြောင်အိုလေးလဲပါတာပေါ့သူတို့တွေလဲအိမ်ရှိကိုမျောကြည့်ရင်မင်းကဘာလို့အကြာကြီးပျောက်နေတာလဲဆိုပြီးလွမ်းနေကြလိမ့်မယ်အခုတော့ဖြစ်ငါတို့မမတ်တဲ့အိမ်မက်တွေရဲ့တစားကံခစ်ဆိုးကြီးရဲ့တုံမန်းတွေအိမ်နဲ့ဝေးရတဲ့ညတွေဟာရေတကုံအောက်ကြောက်တုံးကြားညက်နေတဲ့အမိပြက်ငါလိုပဲခေါင်းအုံးမော်ခိုးရွာတဲ့မျက်ရည်မိုးတွေငါတို့အားလုံးမှာအိမ်ရှိလျက်နဲ့အိမ်မဲ့သူတွေလိုလွင်မျောနေကြရာအိမ်နဲ့အဝေးမှာကိုတန်ရာကိုရှာနဲ့ကိုပြန်ရရင်ရုန်းကန်နေရတဲ့ကောင်တွေငါတို့အားလုံးဒီနေ့မှာတော့စိတ်အေးလက်အေးနဲ့အိမ်ပြန်ကြမယ်မဟုတ်လားအဲ့ဒီနေ့မတိုင်ခင်အထိအလွမ်းကိုခွန်အားအဖြစ်ပြောင်းလဲစားသမျှထမင်းလုံတိုင်းအိမ်လန်းစိတ်ကိုမြုပ်ပြီးဝါကြရမယ်ပေါ့အစင်မပြေမှန်းသိပေမဲ့မင်းလဲအသက်ရှူဖို့မမေးနဲ့အောင်တငယ်ချင်းစမ်းကျော်စွာဝင်း